啊，明白吗？嘉义，你领导家呢？你好像来这里吧？呀，在我路，你讲不那么悲啊？我知道了。你老别我们了，我悲都没有做到。好，啊，好。嘉义，你领导家呢？你讲不那个悲的。အေးနှစ်တောင်ရောက်နေပဲငါလည်းဒီအပိုင်းလုပ်တွေများလို့အုံနောက်ထဲမေ့နေရကွာဟုတ်သားပဲမင်းတို့ဒီနေ့ဘောနဲ့မပေးရသေးဘူးအေးကွာခဏလေးတော့ဆောင်ငါလုပ်တွေများနေတော့နည်းနည်းတိစီစဉ်လိုက်မယ်မင်းတို့ဘောနဲ့ပေးဖို့အတွက်နော်စင်မြောင်လုပ်ပေးမယ်ဟုတ်ပြီလား 对呀。တေးကြတယ်ဒီနေ့မင်းတို့ရအောင်လုပ်ပေးမယ် 嘿，妈妈还让你家呢？俺只要离牡丹花的不跟他们说了，离开你啊。才要你哦，你家里公年你买，那一天你个我呢就当当家没有。你家里呀，你不分的呀吧嘛？我到去马路买，你家里公年就，还是来当当家没的，这里嘛。我个人也不要变啦嘞。妈妈嘞，还是要帮他打打了。怎么来苦个柴烧，我那打打，我那公年就这样讲。好嘞呢。他说嘞，我那那上面就有40年的车。他来给多了。你多少个钱？一样。ဟယ်လိုအေးစမိုင်း Hello，家一般开心嘞。 ဟွာလေကလေးတွေအကုန်လုံးခေါ်ပြီးကိုရုံးကနေခဏလာခဲ့ပါဦးနော် OK，家一啊，不拉个来没老家。我家一过去了啦嘛。对，好的，家一，俺们你个不能比木了，你把喂，俺们不能在。你个木头钱了嘛不？不，我下面的俺们刚回来到房。哎，俺们家一过年，你个不能比木了，你多少？你多少了？你多少？家一嘛，六十年ပြီနော် ဩအေးအားလုံးပဲလူဆောင်ကြပြီလား ဟုတ်ပါပြီ家一 အကိုယင်းနှစ်တည်းကလည်းငါညီညီမကိုဘောနက်ကမပေးနိုင်ခဲ့ဘူးဟိုဒီနှစ်တော့ငါညီညီမတွေအတွက်ကိုဘောနက်လေးတစ်ခုတော့သေချာလေးစီစဉ်ပေးထားတယ်နော်အဲ့ဒါဘာလေးဖြစ်မလဲဆိုတော့နော်ကိုပြမယ်ကဲဒီကောင်လေးပဲဟောနာ A7D လေးအသက်ထွက်ထားတဲ့ဟာလေးအဲ့လေးကိုကိုညီညီမတွေကိုတန်းဆမဲဖောက်ပေးမယ်အများကြီးတော့ကိုလည်းမတက်နိုင်ဘူးကွာအဆင်ပြေအောင်လေးငါညီညီမတွေပျော်လို့ကိုလုပ်ပေးမှာနော်အဲ့တော့ဟောနာ A7D လေးကိုပြပေးမယ်အကုန်လုံးကညီတူညီမျှတော့မဖြစ်ဘူးပေါ့ကွာရတဲ့လူကတော့ပျော်ဘူးတော့ကောင်းမှာပေါ့အမေဒါလေးကိုကန်ဆယ်မဲနှိုက်ပေးမယ်နော်နှိုက်ပေးရင်လည်းညီမျှပါမလား 嘉义，အဲ့လိုမျိုးဂျာကြီးကုန်းကပြောသလိုလေအဲ့လိုကန်ဆယ်မဲနိုင်မယ်ရှာဂိမ်းလေးတစ်ခုလောက်ကစားလိုက်ပါလားဂိမ်းဆိုရင်ကျွန်တော်အားလုံးလည်းပါလို့ရတယ်ပြီးတော့ပို့ပြီးတော့လည်း fair ဖြစ်တာပါ အဲ့ဒါဆိုလေညီတို့သဘောပဲလေကိုကတော့အကုန်လုံးအဆင်ပြေအောင်ဘယ်လိုပဲဖြစ်ဖြစ်လုပ်ပေးမှာပဲနော်အဲ့ဒါညီတို့ဘက်ကဂိမ်းဆော့မယ်ဆိုရင်အခုဂိမ်းကြီးတစ်ခုစီစဉ်လိုက်မယ် 2 hours later ကဲအားလုံးပဲအခုဒီနေ့စီစဉ်ထားတဲ့ဂိမ်းလေးကတော့အရင်ခက်ခက်ခဲလဲကိုမစင်စားတော့ဘူးအဲ့တော့လွယ်လွယ်ကူကူလေးလေးဖြစ်သွားအောင်ဒီကိုတို့ကခွန်သားနေအစ်စ်ထွက်ထားတဲ့ A7D လေးရဲ့အဓိကအကြောင်းအရာလေးတွေကိုဒီလေးညီမလေးတိတိလောက်လေးပြောပြပေးအဲ့ဒီမှာကိုဖြည့်တဲ့အဖြေကိုစိုက်နေတက်တဲ့သူကိုအခုဒီဖုန်းလေးကိုလက်ဆောင်ပေးမယ်အကုန်လုံးသဘောတူရဲ့ ဟုတ်ပါရဲ့ ပါတယ်အဲ့ဆိုညီလေးမင်းဘက်ကနေပဲစပြီးတော့အစင်လိုက်ပဲဖြည့်သွားလိုက်ကြတော့ ကောင်လေးကအကျန်းခံနေဆိုတော့ဒီကောင်ကဒီအကျန်းခံမှုပိုင်းမှာဆိုရင် SCS Premium 5 star လေးပဲအကျန်းခံတယ်ပြီးသွားရင်ဒီဆိုကမှုပိုင်းမှာဆိုလည်းဒီကောင် IP rating ကို IP65 တိထားတယ် ညီမလေး ဒါဆိုလို့ရှိရင်လည်းသူက2မျိုးလာတယ်925ရဲ့ဟို512ရဲ့လာတယ် ညီမလေး ရောင်းဘယ်လောက်လဲ ဟုတ်ပြီ ။တော်ရဆိုဗရဆိုလို့ရှိရင်ချင်းအောင်ရအဲ့လိုရှိတယ်45ပါးတယ် ညီလေးလည်းပြော တော့အတန်ပိုင်းမှာဆိုလို့ဖုန်းကတော့ဘောလုံး stereo speaker နဲ့လာတယ်ပြီးလို့ရှိရင်သူကကင်မရာဆိုတော့1.8 megapixel အဲ့ဒါပြောမှာ AI photo ကြီးတွေပါသွားမယ် အခုညီလေးညီမလေးတို့ဖြည့်သွားတယ်အကုန်လုံးအားဖန်ပါတယ်အမေသူ့မှာအချက်တွေကြံသေးရဲ့နော် ။ဘာကြဒီလိုလေးကြာရဲ့ အကျန်းခံတာကြီးဆုံးပြီ သိကြပြီလား ။ကြာပြီလား။ သိကြတယ်ဘာလို့များ ဘာ စား လို့နေလဲပြီးလို့ရှိရင်ဒီမှာဘောလုံး speaker ကြီးလည်းပြီးကြာကြီးရ သိကြလို့လား ။ကြာရဘောကြာကြီးရ သိကြတယ်ကာလာ အဲ့ဆိုအချက်တစ်ချက်ကကြံသေးတယ် ဘာကြံ ။ သေး အဲ့ ရ ရလေဘာကြတိရတော့ ဒါညီတို့ညီမလေးတို့ကမဲဖောက်ပေးမယ်သူလေကိုပြောပြလို့မရဘူးညီတို့ညီမလေးတို့ပန်းပေးပြီဆိုရင်တော့ကိုပြောပြပါ ။ဘယ်ရအတုဝတ်တွေလည်းပါတယ်ပြပတိရမရတွေလည်းပါတယ်ဒီကြာကြီးရ အဲ့ဆိုရင်ညီတို့ညီမလေးတို့ကိုကြီးကိုပန်းပေးပြီလား သိကြပြီနော် သိကြတယ် သိကြပြီဆိုရင်ဒီ Honda A7D မှာဆိုရင် Rai 256 GB ဆိုရင်9,69,900 Rai 512 GB ဆိုရင်8,69,900နဲ့ရောက်ချပေးမှာကိုကနော်အဲ့တော့
ဒီလိုညီမလေးတို့ဖြည့်တဲ့မှာဒီအဒီကအရေးကြီးတဲ့ဈေးနှုန်းချက်ကြီးကိုမေးခဲ့ကြတယ်အဲ့တော့တယောက်မှမှန်တဲ့သူမရှိတော့ဒီဖုန်းကတော့ဒါအနေနဲ့အကိုပဲပြန်သိမ်းလိုက်တော့မယ် အာဒါကြီးရတယ်ဗျာ Flashback. ဟယ်လို ဟယ်လိုဟုတ်ကဲ့ကျွန်တော်တို့ဟွန်နာရောင်းရပါဗျာ ဟုတ်ကဲ့ပြောပါခင်ဗျ ။ဟောလေအကိုတို့ကြီးကျွန်တော်တို့လေ A7D view ရိုက်ဖို့တက်ဖို့ပေးတဲ့လက်ဆောင်လေးရောက်လာမသိဘူးဗျ။အဲ့ဒီတစ်ချက်လက်ပေးရ တော့ နော် ဝယ်ပြဟိုအစ်ထွက်ထားတဲ့ခုန A7D လေးမလား ။ဟုတ်ကဲ့ဟိုကဗီဒီယိုလေးရောရိုက်ရတာအဆင်ပြေလားမသိဘူးဗျ။ ကျွန်တော်တို့ခုလို့ဆိုတော့ရိုက်တော့ရိုက်တယ်ဗျဟို editing ဆင်းတော့ရောက်နေပါပြီ ဟုတ်ကဲ့ဟိုအဲ့လေပြီးရင်တစ်ချက်လောက်တင်ပြီးတော့ရောင်း confirm မို့တက်ဗီဒီယိုလေးပို့ပေးအောင်နော် ဟုတ်ကဲ့ပါဗျကျွန်တော်ပို့ link လေးပို့ပေးလိုက်ပါမယ်နော် ။ဟုတ်ကဲ့ဟုတ်ကျေးဇူးပါပြီးတော့လက်ဆောင်ကတော့လေအကိုတို့ဆိုင်မှာပဲယူထားလိုက်တော့နော်။ရုံးဘက်ကိုတော့ပြန်ပြီးတော့ပေးကြမလို့ပါဘူးဗျ။ လက်ဆောင်ဟိုဂျက်ကင်ကြီးကိုပြောရလား မဟုတ်ဘူးဗျအကိုတို့ကျွန်တော်ပေးထားတဲ့ပေါ့နော်ဖုန်းလေးကိုပြောတာဗျ။အဲ့ဒီကိုရုံးဘက်ကိုပေးကြမလို့တော့ပါဘူးဗျ။အဲ့ဒီတစ်ချက်လမ်းပြောပြရနော် ဟုတ်ကဲ့ပါဗျကျေးဇူးများတင်ပါတယ်ခင်ဗျ ။ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်နော်။